မင်္ဂလာပါအဲဆိုရင်နောက်ထပ်ဒီပုတ်စာတစ်ပုဒ်ကိုဆက်သွားမယ်ပေါ့နော်ဒီပုတ်စာကကြတော့အမဘာလို့ထည့်ထားလဲဆိုရင်အမတို့ဒီ permutation combination နဲ့နည်းနည်းရောတယ်လို့ပေါ့နော်တကယ်တော့ဒီပုတ်စာက simple ဖြစ်တယ်ဆိုတော့အမတို့ question ကိုကြည့်မယ် question မှာဆိုလို့ရှိရင် there are 3 red stones အနီရောင်ကြောက်တုံးဒီ3လုံးရှိတယ်5 blue stones အပြာရောင်ကြောက်တုံးက5လုံးရှိတယ်7 yellow stone အဝါရောင်ကြောက်တုံးဒီ9လုံးရှိပြီးတော့orange stone ကနှလုံးရှိပါတယ်တဲ့ and one white stone အဖြူရောင်က one white stone ရှိတယ် in the bag အမတို့အိတ်ထဲမှာရှိတယ် what is the probability of picking a yellow stone out of the bag အမတို့အဝါရောင်ကြောက်တုံးကိုရွေးတန်းနိုင်တဲ့ probability ဒီဘယ်လောက်လဲဆိုတော့ဒါဒီပါပုံစံလဲ probability ပုံစံပါဆိုတော့ဒီလိုပုံစံမျိုးတွေမှာအမငယ်ငယ်တုန်းကဆိုလို့ရှိရင်ဒီဟာဒီ permutation combination နဲ့တွားပြီးတော့ဖြတ်ခနဲ့ရောတတ်တယ်ပေါ့နော်ဆိုတော့တကယ်တော့ဒါဒီprobability ပုံစံဖြစ်တယ်ဆိုတော့ရှင်းရှင်းလေးရအမတို့ yellow stone ကိုရွေးနိုင်တဲ့ probability ဒီဘယ်လောက်လဲအဲဆိုလို့ရှိရင် total အိတ်ထဲမှာရှိတဲ့ total stone တွေကဘယ်လောက်လဲအဲ့ထဲက yellow stone ကိုရွေးနိုင်တဲ့ဒီဘယ်လိုပြောဖြစ်တန်စွမ်းကဘယ်လောက်လဲပေါ့နော်ဆိုတော့ရှင်းရှင်းလေးအမတို့မှာ3 red stone 5 blue stone 7 yellow stone 2 orange stone နဲ့1 white stone ရှိရဆိုအမတို့ total stone စီအမတို့မှာဘယ်လောက်ရှိပါသလဲအမတို့ total stone ဘယ်လောက်လဲ total stone ဘယ်လောက်ဖြစ်သွားမလဲဆိုတော့3 plus 5 plus 7 plus 2 plus 1ပေါ့နော်ဆိုတော့အမတို့ရဲ့ total stone ဒီဒီမှာဆိုလို့ရှိရင်18ပေါ့နော်18ရှိရဲ့အဲ့ထဲမှာအမတို့ yellow stone တွေအမတို့ဘယ်နှလုံးရှိခဲ့တာဒီမှာ7 stone ဆိုပြီးရှိခဲ့တာဒါဆိုလို့ရှိရင်သူ့ရဲ့အဖြေ probability တန်ဖိုးဒီဘယ်လောက်ဖြစ်မလဲအမတို့ total 18 stone တွေက yellow stone ကိုရွေးချယ်နိုင်စွမ်းဒီ7ရှိပါတယ်ဆိုတော့သူ့ရဲ့အဖြေဒီ7/18ဖြစ်ပါတယ်ဟုတ်ပါပြီကျေးဇူးတင်ပါတယ်